အမျိုးသားတွေနဲ့ဘာသာပြန်လောကတွေကိုရောက်လာခဲ့တာဘယ်လိုအရာတွေကတွန်းအားဖြစ်စေခဲ့ရလဲပေါ့ ကျွန်တော်ငငယ်ကတည်းကစာဖတ်ရတာကိုသဘောကျတယ်ကြိုက်တယ်အဲ့တော့သတင်းစာချာနယ်မဂဇင်းကြပြာကာတွန်းတွေ့သမျှဟာအကုန်ဖတ်တယ်ဘယ်စာမဆိုကျွန်တော်ကသဘောကျပါတယ်ဘာသာပြန်စာရေးဆရာဖြစ်လာဖို့ကကြတော့ဘာသာနာတစ်ခုတည်းနဲ့မရဘူးကျွန်တော်တို့အချိန်တွေအားထုတ်မှုတွေအများကြီးပါတာပေါ့နော်ကာလန်ဒေတန်ဆိုတဲ့အခြေအနေနဲ့အချိန်ခါပေါ်မှာလည်းမူတည်သေးတာ ဟုတ်ကဲ့ဆရာဘာသာပြန်ခဲ့တဲ့စာအုပ်တွေထဲမှာဘယ်စာအုပ်နဲ့ဘယ် character ကိုအကြိုက်နှစ်သက်ဆုံးဖြစ်ခဲ့လဲဆရာ ရင်မွေးတဲ့ကဂန်နဝီဇက်ကောင်သဘောကျတယ်သူကကြတော့ထူးခြားတဲ့ဇက်ကောင်မျိုးပေါ့နော်သူ့လိုဇက်ကောင်မျိုးကိုဖန်တီးတဲ့ပုံစံကိုကျွန်တော်ကသဘောကျတယ် emotionless ဖြစ်တာပေါ့နော်ရင်မွေးဖတ်ပြီးတဲ့သူဆိုလို့ရှင်လဲသိမယ်အနည်းဆုံးရုပ်ရှင်ကြည့်ဘူးတဲ့သူဆိုလို့ရှင်လဲသိမှာပေါ့နော်သူရဲ့ဒီလူဆိုးဆန်မှုပေါ့သူ့မှာခံစားချက်မရှိဗီလိန်တွေမှာ Hannibal လိုက်ပြီးရင် body mod ရှိပေါ့နော် Ganoi ဗီလိန်၃ယောက်မှာမတူညီတဲ့ personality တွေ motive တွေရှိနေတာပေါ့နော် Hannibal Lecter ဆိုလို့ရှင်တက်ရဖြတ်ရတာကိုသဘောကျအနုပညာတစ်ခုလိုမျိုးသူကခံစားတာ Ganoi ကသူ့လုံးစရာကိစ္စရှိလို့လို့ဒီဟာလုံးရင်ငါဒါရမယ်အဲ့တော့ငါဒါရဖို့ဆိုငါဒါလောက်ရမယ်ဒါသူ့မှာအဲ့ဒါရှိbody mod နဲ့မတူတာကြတော့ body mod ကသူကအာနာတွေ power တွေလိုချင်တယ်ဘသူ့ကိုဖြစ်ဖြစ်သူကရှင်းပလိုက်တာပေါ့နော်ဂန်လူကကြတော့အဲ့လိုမဟုတ်သူ့မှာလိုချင်တာရှိလားလို့သူစဉ်းစားဘူးတယ်မေတ္တာတရားလားပေါ့သူရအောင်လဲလုပ်ဘူးတယ်အကုန်လုံးတစ်လောကလုံးမှာရှိသမျှတွေသူ့ကိုချစ်သွားအောင်သူလုပ်လိုက်တာပဲဒါပေမဲ့သူကြိုက်လားဆိုတော့လည်းမကြိုက်ဘူးဘာလို့သူလိုချင်တာအဲ့ဒါမဟုတ်သူကအဲ့ဒီအနံ့ကိုပဲသူက addicted ဖြစ်နေသူကအဲ့ဒါကိုဆွဲလန်းတာအဲ့တော့အဲ့ဒီအနံ့ကိုကြာရှည်ခံအောင်ဘယ်လိုလုပ်ရမလဲဆိုတော့လဲသူတစ်သက်လုံးစူးစမ်းလာတာဒါပေမဲ့အဲ့ဒါကြီးကလုံးလုံးမရအောင်ဆိုတော့သိတဲ့အချိန်မှာဘာမှသူ့မှာလူချင်းစိတ်မရှိတော့လူလောကမှာလည်းစက်နေချင်းစိတ်မရှိတော့အစောကြီးကသူ့မှာ attachment မရှိတဲ့အခါကျတော့အေးစစ်စစ်ပဲငါမနေချင်ဘူးပေါ့နော်ငါလူချင်တာလည်းဒီမှာဘာမှမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ပဲလူလောကမှာနေချင်စိတ်တွေဖြစ်တော့အဲ့လိုပဲဒီတိုင်းပဲပျောက်ကွယ်သွားလိုက်တာပဲအေးတယ်ပေါ့နော်ဘယ်သူမှသူမှတ်မိလဲဘာအရင်ကြည့်ဘူးအဲ့လိုပုံစံမျိုးနဲ့ဒီဇက်ကောင်ကိုဖန်တီးထားတာပေါ့နော်အဲ့လိုထူးခြားတဲ့ဟာလေးကိုကျွန်တော်သဘောကျ